ကဲကောင်းပြီဒီနေ့ပဋ္ဌာန်းကိုရွတ်တဲ့ပုဂ္ဂိုလ်တွေတော်တော်များပါတယ်။ဘာရည်ရွယ်ချက်နဲ့ရွတ်တယ်ဆိုတာတော့ရွတ်တဲ့ပုဂ္ဂိုလ်တိုင်းမှာပဲသိပဲ။သို့တော့မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ဖို့တော့လိုအပ်တယ်ပေါ့နော်။ရွတ်တယ်ဆိုတဲ့နေရာမှာတချို့ကအန္တရာယ်ကင်းလို့ဆိုပြီးတော့ရွတ်တာရှိတယ်။စီးပွားတက်လို့ဆိုတာရွတ်တာရှိတယ်။အန္တရာယ်ကင်းခြင်းလို့ဆိုတာလဲလူဆန္ဒပဲ။စီးပွားတက်ခြင်းနဲ့ဆိုတာလဲလူဆန္ဒပဲလူရဲ့ဆန္ဒတွေအမျိုးမျိုးပေါ့ပဋ္ဌာန်းကျမ်းကြီးကိုပူဇော်ခြင်းလို့ရွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိနိုင်တယ်ပေါ့အထူးသဖြင့်မြန်မာပြည်မှာအထက်ကရာဆရာကြီးတွေကပြောခဲ့တယ်အဲ့ဒီစကားဟာမြန်မာလူမျိုးတွေသိနေကြတယ်ဒီနေ့တစ်ချိန်ကျတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးတွေကွယ်ပြောက်သွားလိမ့်မယ်ကွယ်ပြောက်တဲ့အခါမှာအဘိဓမ္မာတရားကစပြီးကွယ်လိမ့်မယ်အဲ့ဒီအဘိဓမ္မာ9ကျမ်းမှာလည်းပဋ္ဌာန်းကျမ်းကြီးကစကွယ်မယ်ဆိုတော့မကွဲအောင်ပဋ္ဌာန်းဝဲတွေလုပ်ပြီးအတန်20ရွတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရည်ရွယ်ချက်ကတော့အဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်တွေစီမံတဲ့ပုဂ္ဂိုလ်တွေရဲ့ရည်ရွယ်ချက်ကတော့ဒါပုဂ္ဂိုလ်တွေဆိုင်ရာရည်ရွယ်ချက်ပဲပြောအောင်ပေါ့သို့တော့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုရင်မတန်မှကောင်းပါတယ်တချို့ကလည်းရှိပဲပေါ့ကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကအဘိဓမ္မာတရေဆယ်ပြီးလှိုင်ကူထဲမှာယဟန်တော်တွေအဘိဓမ္မာတရေဆယ်နေကြတယ်အဘိဓမ္မာတရားရဲ့အတိတ်အနဲ့အလေးအနက်ကိုမသိတဲ့အတိတ်ပဲကိုနားမလဲတဲ့လင်းတို့သား900ဟာအဘိဓမ္မာတရားတန်တွေကိုကြားရင်ကနေပြီးတော့စိတ်ကြည်နူးမှုရတယ်အဲ့ဒီကောင်းမှုကြောင့်ခေါရမမြတ်စွာဘုရားလက်ထက်မှာအမျိုးကောင်းသား900လာဖြစ်ပြီးတော့ရှင်သာရိပုတ္တရာထံကအဘိဓမ္မာတပည့်တွေပထမဆုံးအဘိဓမ္မာ9ကျမ်းကိုသင်ခွင့်ရတဲ့ယဟန်900လာဖြစ်လာတဲ့ဆိုတဲ့ story ကိုလည်းပဲဗမာတွေတော်တော်များများသိထားကြတယ်တချို့ကလည်းအဲ့ဒီပဋ္ဌာန်းတန်ကလေးကြားလို့ရှိရင်လင်းတို့တွေအားကြပြီးတော့ပေါ့လေလင်းတို့သားလို့ဒီလိုများဖြစ်မလားလို့အဲ့တော့အဲ့လောက်လေးတွေမလုပ်ပါနဲ့နော်လင်းတို့ဆိုတာတိရစ္ဆာန်ပဲကိုကတိရစ္ဆာန်အဆက်မှာမဟုတ်ပဲအဲ့တော့ရွတ်ထားမျိုးမဟုတ်ဘဲနဲ့အဓိပ္ပာယ်နားလည်လိုက်မယ်ဆိုရင်ပိုမကောင်းဘူးပိုကောင်းတာပေါ့အဓိပ္ပာယ်နားလည်မယ်ဆိုရင်ပိုမကောင်းဘူးလားကောင်းတယ်ဒါကြောင့်မို့လို့အဓိပ္ပာယ်နားလည်အောင်ကြိုးစားလို့မှကြည့်မယ်ဆိုလို့ရှိရင်အန္တရာယ်ကင်းမှုရွတ်တာလို့စီးပွားတက်ဖို့ရွတ်တာလို့ဆိုတာမဟုတ်တော့ဘူးသူကအန္တရာယ်ကင်းတယ်ဆိုတာအခြားနည်းတွေအန္တရာယ်ကင်းတာဒါပြင်ပဋ္ဌာန်းကျမ်းရွတ်လို့အန္တရာယ်ကင်းတာမရှိဘူးလို့ပြောတာမဟုတ်ဘူးပဋ္ဌာန်းကျမ်းကြီးကိုရွတ်လိုက်လို့ရှိရင်ပဋ္ဌာန်းဒေသနာတော်ကြီးကိုဘုရားလက်ထက်ကနာခဲ့ရတဲ့တက်တန်းရှိတဲ့နတ်တွေရှိတယ်ရှိတော့အဲ့ဒီနတ်တွေကအေးဘုရားလက်ထက်တုန်းကငါနာခဲ့ရတဲ့အတန်မျိုးခုကြားတယ်ဆိုပြီးတော့သူတို့ကလာနာခြင်းနာမှာပေါ့အဲ့ဒါလို့တကိုးကြီးတဲ့နတ်ကလာနာလို့ရှိရင်ခုနတုန်းကအနောက်ရှက်ပေးခြင်းနဲ့ဒီနတ်ဆိုးတွေဘာတွေကထွက်ပြေးကုန်တာပေါ့သူကသူဟောအန္တရာယ်ကင်းသွားတာပေါ့ဒီလိုလဲရှိတာပေါ့နော်ခုခေတ်မှာလူကြီးတွေလာတယ်ဆိုရင်ပြေးရတယ်လို့ပေါ့နော်ရှင်းပြီးသားဖြစ်သွားတယ်လေအဲ့ဒါလိုပဲတကိုးကြီးတဲ့နတ်တွေလာလို့ရှိရင်အနောက်ရှက်ပေးခြင်းနဲ့ပါဝါအားနေတဲ့နတ်ဆိုးတွေနတ်မိစ္ဆာတွေကဖယ်သွားတယ်အဲ့ကြတော့အန္တရာယ်ကင်းတာပေါ့ဒီလိုတော့အန္တရာယ်ကင်းတယ်သို့သောကိုလုပ်တဲ့အလုပ်ကမကောင်းတဲ့အလုပ်ကိုလုပ်ပြီးတော့ဟေတုပစ္စယောနဲ့ကာကွယ်ရင်တော့လည်းသိတော့မဟုတ်တော့ဘူးမန္တန်သဘောမျိုးလို့ယူဆပြီးတော့ရွတ်ရင်တော့လည်းသိတော့မကောင်းဘူးပေါ့အဲ့တော့ရွတ်တယ်ဆိုတာရည်ရွယ်ချက်မှန်မှန်နဲ့ရွတ်မှကုသိုလ်လည်းရမယ်ပေါ့နော်တကယ်စဉ်းစားဆင်ခြင်ပြီးတော့ရွတ်မယ်ဆိုလို့ရှိရင်ပဋ္ဌာန်းရွတ်ရင်ရွှေရင်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကိုလည်းသိလာလူဘဝနေရတာလည်းပဲဟောဒီအကြောင်းတွေနဲ့အကျိုးတွေနဲ့နေလာတာဗမာစကားမှာပြောလို့ရှိတယ်မို့လားအကြောင်းညင်ညွတ်ရင်အကြောင်းညင်ညွတ်ရင်လည်းပြောတာအကြောင်းညင်ညွတ်အောင်လုပ်ဖို့ပဲလိုတာပေါ့အကြောင်းညင်ညွတ်ရင်ကျွန်တော်လည်းပြင်ကလာခဲ့ပါမယ်အကြောင်းညင်ညွတ်ရင်ဟောအကြောင်းဆိုတာညင်ညွတ်မှဖြစ်တာအဲ့ဒီအကြောင်းတွေကိုနားလည်လို့ရှိရင်အကြောင်းကိုညင်ညွတ်အောင်ဖန်တီးလို့ရတယ်တဲ့ကြည့်လေလူဖန်နေလို့ရတာအကြောင်းညင်ညွတ်အောင်ဘယ်လိုလုပ်တော့ဆိုရင်မျိုးစိလေးတစ်စိကအပင်ပေါက်စေခြင်းလို့ရှိရင်အကြောင်းညင်ညွတ်အောင်လုပ်ပေးလိုက်တယ်မြေထဲမှာချဆိုင်ရေလေးလောင်းပေးတာဒါအကြောင်းညင်ညွတ်အောင်လုပ်ပေးလိုက်တာပဲလေကိုကနေပြီးတော့တစ်ပင်ကိုမန်းမှုတ်ပြီးတော့အပင်ပေါက်အောင်လုပ်ခိုင်းလို့မှမရတာ
ဘာလုပ်ပေးရတော့မြေနဲ့ရေနဲ့တွေ့ပေးတာဗျမြေနဲ့ရေနဲ့တွေ့ပေးတယ်ပိုးကောင်မွားကောင်ဖယ်ရှားပေးတယ်နေဘူးလေးတွေရအောင်လုပ်ပေးတယ်ဒီနည်းဖြင့်သစ်ပင်လေးကမျိုးစိလေးကအပင်လေးပေါက်လာပြီးတော့ရှင်သန်လာတာမဟုတ်လားဒါအကြောင်းတရားတွေညီညွတ်အောင်လုပ်ပေးတာသဘောပဲအဲ့ဒါလိုပဲပဋ္ဌာန်းတရားတော်တွေရဲ့သဘာဝကိုသိလာလို့ရှိရင်ကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အခြေအနေအရရဟာဘာကြောင့်ဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်လာဖြစ်လာလို့ရှိရင်ဩဒီအကြောင်းကြောင့်ဖြစ်နေတာကိုဒီအကြောင်းကိုဖယ်လိုက်ရင်ဒီအကျိုးမရှိတော့ဘူးပေါ့ကိုမလိုချင်တဲ့အကျိုးတွေကိုထွက်နေတယ်ဆိုရင်ငါမှမလိုချင်တဲ့အကြောင်းတရားတွေရှိနေတယ်အဲ့ဒီမလိုချင်တဲ့အကြောင်းတရားတွေကိုဖယ်လိုက်တာနဲ့တပြိုင်တည်းမလိုချင်တဲ့အကျိုးတွေလည်းပြုတ်သွားမှာပဲဩငါမှလိုချင်တဲ့အကြောင်းတရားတွေမရဘူးဘာလို့တော့ငါမှလိုချင်စရာကောင်းတဲ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေမရှိသေးဘူးဆိုဟောထူထောင်ပေးရမှာပေါ့အဲ့ဒီအကြောင်းတရားတွေကိုထူထောင်ပေးလိုက်တာနဲ့တပြိုင်တည်းကိုလိုချင်တဲ့အကျိုးတရားတွေရလာမှာပဲလေဒါလောကကြီးမှာတေချာစဉ်းစားရင်အရာခတ်သိမ်းဟာအကြောင်းနဲ့အကျိုးကြီးပဲအကြောင်းကင်းတဲ့အရာဆိုတာလောကမှာမရှိဘူးမြတ်စွာဘုရားရဲ့တရားတော်တွေဟာလည်းပဲအကြောင်းအကျိုးကိုအဓိကထားဟောလို့ပထမဆုံးအခြေခံအဖြစ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကသစ္စာ၄ပါးကိုဟောတယ်သစ္စာ၄ပါးဆိုတာကြည့်လေဒုက္ခဆိုတာတလောကကြီးကိုမြတ်စွာဘုရားဒုက္ခလို့နာမည်တက်လိုက်တယ်။ဘာဖြစ်လို့ဒုက္ခလို့နာမည်တက်တာတော့ဆိုဆင်းရဲလို့ဒုက္ခလို့ပြောတာမဟုတ်ဘူး။ဒီထဲမှာချမ်းသာတာတွေလည်းပါတယ်နော်။ဘာဖြစ်လို့ဒုက္ခလို့နာမည်တက်လိုက်တယ်လဲလို့ဆိုရင်ဒုဆိုတာခြေနှက်เสียမကောင်းဘူးခကကိုထင်တဲ့အတိုင်းဘာမှမရှိဘူး။အဲ့ဒီအဓိပ္ပာယ်နဲ့ဟောတာဒုက္ခရဲ့အဓိပ္ပာယ်ဒုจิตเสียမကောင်းတဲ့အပြင်ခဘာမှမရှိဘူးကိုထင်တာတခုမှမဟုတ်ဘူးလို့ပြောဟုတ်တယ်လေလူတွေထင်နေတာနဲ့တခြားစီပဲကိုယ်တဏ္ဍာကိုတွေးပြီးတော့ငါလို့ထင်နေတယ်တကယ်တော့ငါဆိုတာပြเสียလည်းဘာမှမရှိဘူးပြเสียမရှိသည့်အတွက်จิตเสียမကောင်းအဲ့ဒီစကားလုံးနှစ်ရပ်ပေါင်းစပ်ပြီးတော့ဒုက္ခလို့ခေါ်တာအဲ့တော့ဒုက္ခဆိုတာအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားတွေအလုံးကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားဟောထားတာအဲ့ဒီဒုက္ခမှာဆံရအကြောင်းတရားကိုဒုက္ခသမုဒယလို့သစ္စာ၄ပါးမှာအဓိကအားဖြင့်တဏှာကိုဟောတယ်သို့သောနိဗ္ဗိဒဗာဂိယတုတ်မှာကြတော့ဒုက္ခသမုဒယကိုပရိစ္ဆသမုပ္ပါထည့်ဟောတယ်မြတ်စွာဒါလည်းတတိထားစရာအချက်တစ်ခုပဲနော်တဏှာဆိုတာအဓိကပဓာနာခေါင်းစဉ်တက်ပြီးတော့ဟောတာတဏှာကသာဒုက္ခသမုဒယအဝိဇ္ဇာတို့ကဒုက္ခသမုဒယမဟုတ်ဘူးလို့ပြောလို့မရဘူးဆင်းရဲတဲ့အကျိုးလိုချင်စရာမကောင်းတဲ့တန်တရားထဲမှာဖြစ်ပေါ်လာတဲ့အကျိုးတရားတွေကိုထုတ်လုပ်တာမှန်သမျှဟာဒုက္ခသမုဒယတွေကြီးပဲလို့ဒီလိုနားလည်ရတယ်အဲ့တော့မြတ်စွာဘုရားတရားတော်ဒီသစ္စာ၄ပါးမှာဒုက္ခနဲ့ဒုက္ခသမုဒယကိုဟောကြတဲ့ကအကြောင်းတရားနဲ့အကျိုးတရားကိုဟောတယ်ဆိုတော့ထင်ရှားတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကဘုရားဘာသာသာသနာတော်မြတ်ကြီးကိုဘုရားဘာသာမဖြစ်ခင်ကသာသနာတော်ထဲဝင်မလာခင်ကသင်္ဆယဆရာကြီးရဲ့ပရပိုက်သာသနာမှာသူကပထမဆုံးဝင်ပြီးတော့လေ့လာပရပိုက်အဖြစ်နဲ့နေတယ်သူဝါဒတွေလေ့လာရင်ကနေပြီးတော့အနှစ်သာရမရှိဘူးဆိုတာသိလို့အနှစ်သာရရှိတဲ့တရားကိုဆက်လက်ရှာဖွေနေတာနောက်ဆုံးမှာပိဿဝဂ္ဂိ၅ပါးထဲကအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီနဲ့တွေ့တော့ဘုရားရဲ့ဝါဒအချင်းချုပ်ပြောပြပါဆိုတော့ဒီအကြောင်းနဲ့အကျိုးပဲပြောတာပဲယေဓမာဟိတုပ္ပဘဝတေတံဟိတုံတထာဂတောအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားတွေရှိတယ်အဲ့ဒီအကျိုးတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရားဟောပါတယ်ဆိုတော့ဟောဒုက္ခနဲ့ဒုက္ခသမုဒယဟောတယ်လို့ပြောတာအဲ့လိုဆိုလို့လားအဲ့တော့ဒီလောက်ကလေးပြောလိုက်တာနဲ့သူညံပွင့်သွားတယ်ဘလောက်ထိပွင့်သွားလဲဆိုရင်မှားယွင်းနေတဲ့အယူဆတွေလုံးဝကင်းသွားတယ်တန်တရားလုံးဝကင်းသွားတယ်အဲ့ဒါကိုပဲစာလို့ပြောရင်ဒိဋ္ဌိဝိသိကိစ္စကွာသွားတယ်ပြောတာပေါ့သောတာပန်ဖြစ်တယ်ဆိုတာအဲ့ဒါဒိဋ္ဌိဝိသိကိစ္စကင်းသွားတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဝါဒဒီအကြောင်းနဲ့အကျိုးကိုရှင်းပြတဲ့ဝါဒ
အဲ့ဒီသစ္စာ၄ပါးကိုပဲအကျယ်ချဲ့ပြီးတော့ပြောလိုက်တဲ့အခါကျတော့ပဋိစ္စသမုပ္ပါဒ်ထပ်ပြီးတော့အကျယ်ချဲ့လိုက်တာကြည့်ဒုက္ခသမုဒယကအဝိဇ္ဇာဒုက္ခကသင်္ခါရဝိဇ္ဇာပစ္စယသင်္ခါရဒုက္ခနဲ့ဒုက္ခသမုဒယပဲအဲ့ဒီမှာသင်္ခါရပစ္စယဝိညာဏသင်္ခါရကဒုက္ခသမုဒယဝိညာဏကဒုက္ခဆိုပြီးတဲ့အကြောင်းနဲ့အကျိုးပရိစ္ဆေသမုပ္ပါဒ်ကဘာဆိုလိုတာတုံးလို့ဆိုလို့ရှိရင်အကြောင်းနဲ့အကျိုးသည်တစ်ခုနဲ့တစ်ခုဆက်နေတယ်လို့ဒါကြောင့်မို့ dependent origination တစ်ခုနဲ့တစ်ခုမှီတိနေတယ်ကင်းကွာလွတ်လပ်နေတာမဟုတ်ဘူးပရိစ္ဆေသမုပ္ပါဒ်ကိုပဋိစ္စဆိုတာအကြောင်းတစ်ခုကိုအကြောင်းပြုပြီးတော့မှသမုပ္ပါဒဖြစ်စေတယ်လို့ဒီလိုဆိုလို့အကြောင်းဒီပင်လည်းအကြောင်းတစ်ခုရှိရသေးတယ်တဲ့ဒါကြောင့်မို့လို့ဘုရားတရားတော်ရအကြောင်းမဲ့အကြောင်းဆိုတာမရှိဘူးအကြောင်းမဲ့ဆိုတာမရှိဘူး first cause မရှိဘူး causeless cause မရှိဘူးလို့ဆိုလို့လေပေါ့တခြားဝါဒတွေမှာအရာရာကိုထာဝရဘုရားကဖန်ဆင်းတယ်လို့ပြောမယ်ဆိုရင်ထာဝရဘုရားကြတော့ဘယ်သူဖန်ဆင်းတာတော့ဆိုမရှိတော့အဲ့ဒါ causeless လို့ခေါ် first cause ဟာထာဝရဘုရားပဲထာဝရဘုရားဒီ first cause ထာဝရဘုရားရဲ့ရှေ့က cause ရှိသေးလားမရှိတော့ပြတ်သွားဘုရားဘာသာမှာဘုရားရဲ့တရားတော်မှာအဲ့လိုမရှိဘူး first cause မရှိဘူး causeless cause မရှိဘူးအကြောင်းနဲ့အကျိုးဒီအပြန်အလှန်ဆက်သွယ်ပြီးတော့နေကြတယ်တဲ့ပြန်လှန်ဆက်သွယ်ပြီးတော့နေကြတယ်အကြောင်းကလည်းအကျိုးဖြစ်သွားတာပဲအကျိုးကလည်းအကြောင်းဖြစ်သွားတာပဲဆောင်ရွက်မှုကိုကြည့်ပြီးတော့ပြောတာဒါလည်းဟုတ်တာပဲလေကဲလောကမှာလူတွေကိုကြည့်လိုက်ပေါ့တာမန်အားဖြင့်ပြောမယ်ဆိုရင်အမေနဲ့သားသမီးပဲပြောအောင်အမေကသူကအမြဲတမ်းအမေဘက်ကနေတာဟုတ်ကဲ့လားသူလည်းအမေရှိတယ်လေသူ့အမေနဲ့ပြောမယ်ဆိုရင် तू ကသမီးပဲဖြစ်တယ်အမေမဖြစ်ဘူးဟုတ်တယ်မဟုတ်လားသူ့ကိုအမေလို့ခေါ်တာက तू သားသမီးဘက်ကနေကြည်တာသူ့ရဲ့အမေဘက်ကနေကြည်မယ်ဆိုလို့ရှိရင် तू ကသမီးလေဟော तू သားသမီးဘက်ကကြည်မှ तू ကအမေဖြစ်တယ်တို့တူပဲအကြောင်းနဲ့အကျိုးဆိုတာအဲ့ဒါလို့သွားနေတာလို့ပြောတယ်အကြောင်းဘက်ကနေကြည်လိုက်တဲ့အခါအကျိုးလို့ခေါ်တယ်အကျိုးဘက်ကနေကြည်လိုက်ရင်အကြောင်းလို့ခေါ်ပြန်တယ်ဒါကို mutual relation လို့ခေါ်တယ်အပြန်အလှန်ဆက်သွယ်နေတဲ့သဘောတဲ့အဲ့ဒီပဋိစ္စသမုပ္ပါဒ်ကိုတခါအကျယ်ချဲ့ပြီးတော့ဟောလိုက်တဲ့အခါမှာပဋိစ္စသမုပ္ပါဒ်ကမြတ်စွာဘုရားဟောတယ်အကြောင်းတရားရဲ့အကျိုးတရားရဲ့အကြောင်းတရားရဲ့အကျိုးတရားရဲ့ဟောဒီနှစ်ခုတည်းပဲဟောသွားတယ်ပဋ္ဌာန်းဆိုတဲ့အခါကျတဲ့ပဋ္ဌာန်းတရားတော်ကြီးကြတော့အဲ့ဒါလို့မဟုတ်တော့အကြောင်းတရားကိုလည်းထုတ်ပြတယ်အကျိုးတရားကိုလည်းထုတ်ပြတယ်အဲ့ဒီအကြောင်းတရားကနေပြီးတော့ဒီအကျိုးတရားကိုခြေစုပြုတဲ့အခါမှာဘယ်လိုစွမ်းရည်တတ္တိတွေအသုံးပြုတယ်ဆိုတာထုတ်ပြဟောတခုပို့လာဒါပြောတာနော်ပရိစ္ဆေသမုပ္ပါဒ်ကအကြောင်းတရားနဲ့အကျိုးတရားနှစ်ခုတည်းတင်ရှင်းပြတယ်ပဋ္ဌာန်းကြတော့အကြောင်းတရားကိုလည်းရှင်းပြတယ်ထိုအကြောင်းတရားကထုတ်လုပ်လိုက်တဲ့သို့မဟုတ်ဒီစေတဲ့အကျိုးတရားကိုလည်းထုတ်ပြတယ်အဲ့ဒါလို့ဖြစ်စေဒီစေတတ်တဲ့အကြောင်းတရားရဲ့စွမ်းရည်တတ္တိကိုလည်းထုတ်ပြတယ်သူ့မှာဘာစွမ်းရည်တွေရှိတယ်လဲဘာစွမ်းရည်နဲ့သူကဒီလိုလောက်ထားတာလဲတတ္တိဆိုတာရှိတာပဲအကြောင်းတရားမှာဆံရတတ္တိလေးတွေမရှိဘဲနဲ့သူကအကျိုးတရားတစ်ခုကိုမဖြစ်စေနဲ့တတ္တိဆိုတာစွမ်းနိုင်တဲ့ capability energy ဒါကိုပြောတာเนาะ energy စွမ်းအင်ပေါ့အဲ့ဒီစွမ်းအင်လေးတွေကိုအသုံးပြုပြီးတဲ့အခါကျတော့မှခုနအကျိုးတရားဆိုတာဖြစ်ပေါ်လာတာပေါ့အရာခတ်သိမ်းမှာသူကလည်းသူအကြောင်းတရားမှာသူ့ရဲ့ energy လေးတွေရှိတယ်အဲ့ဒီ energy လေးတွေကြောင့်အကျိုးတရားပေါ်လာတာလို့ဒါပြောတာเนาะအဲ့တော့ပဋ္ဌာန်းကြတော့ရသော်ဗျာပြည့်ပြည့်စုံစုံဟောလိုက်တယ်အကြောင်းတရားကိုလည်းဟောတယ်အကျိုးတရားကိုလည်းဟောတယ်အကြောင်းတရားရဲ့တတ္တိကိုလည်းဟောတယ်ဆိုသုံးမျိုးဟောထားတာအဲ့ဒါကြောင့်မို့လို့စွမ်းရည်တတ္တိတွေရဲ့နာမည်အနေနဲ့24ပစ္စည်းကိုမြတ်စွာဘုရားအသုံးပြုတယ်ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောအသုံးပြုတဲ့အသုံးပြုပုံသူပြုနည်းအကြောင်းတရားရဲ့စွမ်းရည်တတ္တိတွေကိုထုတ်ဖော်ပြီးတော့ဟောထားတာတဲ့အဲ့တော့ပဋိစ္စသမုပ္ပါဒ်တဲ့တစ်ချက်ပို့သွားတာပဋ္ဌာန်းတရားကြီးကပို့ပြီးတော့ပြည့်စုံသွားတယ်ပဋိစ္စသမုပ္ပါဒ်ကိုဖွင့်ဆိုတဲ့
ရှင်မဗုဒ္ဓဂောသအထက်ကရာဆရာကြီးကပရိစ္ဆေသမုပ္ပါဒ်နဲ့ပဋ္ဌာန်းကိုရောပြီးတော့ဖွင့်ပြတယ်ပရိစ္ဆေသမုပ္ပါဒ်ကြီးတတ်တတ်ဆိုလို့ရှိရင်ပဋ္ဌာန်းမပါဘူးအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်နဲ့ပဋ္ဌာန်းကိုတွဲပြလိုက်တဲ့အခါကျတော့ပို့ပြီးတော့နည်းနည်းလာတယ်ပေါ့ဒါကြောင့်မို့ဒီပရိစ္ဆေသမုပ္ပါဒ်ကိုရှင်းပြဖို့ရကြတော့ရှင်မဗုဒ္ဓဂောသတောင်မှာပဲသူကပင်လေကြီးထဲမှာသူဟာမရနိုင်တယ်လို့ပဲအမတန်နဲ့တဲ့ပင်လေကြီးထဲမှာမရနိုင်တယ်လို့ဒါရှင်းပြဖို့သူ့ညာဟာအမတန်ကိုကြိုးစားရပါတယ်လို့ပြောတာနော်အမတန်ကိုကြိုးစားရပါတယ်အမတန်ခက်ခဲပါဘာလို့လဲဆိုပဋ္ဌာန်းနည်းကြီးပါထည့်ပြီးတော့ပရိစ္ဆေသမုပ္ပါဒ်ထဲမှာထည့်ပြောလာသူပြောပုံပြောနည်းလေးကအဝိဇ္ဇာကနေပြီးသင်္ခါရကိုခြေစွပြုတယ်ဆိုတဲ့နေရာမှာဘာတတ္တိကိုခြေစွပြုတယ်လဲဆိုတော့ပဋိစ္စသမုပ္ပါဒ်မှာမပါဘူးပဋ္ဌာန်းကနေပြီးဆက်သွယ်ပြီးတော့ပြောလို့ရတယ်ဟောအဝိဇ္ဇာသည်သင်္ခါရကိုဖြစ်စေတယ်အဝိဇ္ဇာပစ္စယသင်္ခါရဘယ်လိုစွမ်းရည်တတ္တိတွေမှာအဝိဇ္ဇာရှိတယ်လဲဘာကြောင့်သင်္ခါရကိုသူကအထောက်အကူပြုနိုင်တယ်လဲဆိုတဲ့ဟောခြေစွပြုပုံခြေစွပြုနည်းတွေကိုဝိတ္တုရိမက်မှာအသေးချာရှင်းပြီးတော့ဟောရေးထားတာရှိတယ်ပေါ့ဒါတောင်အကျဉ်းအဖြစ်ရှင်းထားတာအေးကောင်းပြီတရားဓမ္မဆိုတာတစ်ခုနဲ့တစ်ခုဒီလိုပဲဆက်သွယ်ပြီးတော့နေတာဖြစ်သောကြောင့်ဘုန်းကြီးတို့တွေအပြန်အလှန်နားလည်ဖို့ရအတွက်ဆက်သွယ်မှုကိုကြည့်ကြရအောင်ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ပူဇော်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲရွတ်ဖတ်ပူဇော်ရင်အာယုံပြုနိုင်အောင်ပါဠိလေးကိုဘုန်းဘုန်းကနည်းနည်းတော့ရွတ်ပြမယ်ပေါ့နော်ဟေတုပစ္စယောတိဟေတုတံပြုတ်တကာနံဓမ္မာနံတံသမုဋ္ဌာနာနိသရူပနာဟေတုပစ္စေနပစ္စယောဟောဟေတုပစ္စည်းရဲ့အကြောင်းရွရင်အာယုံပြုလို့ရတာပေါ့မြတ်စွာဘုရားပထမဆုံးဟေတုပစ္စည်းကိုဟောတယ်ဟေတုဆိုအဲ့ဒီမှာအပိုက်ကလေးတွေအရင်ခွဲကြည့်လိုက်ဟေတုဆိုစကားလုံးတစ်ခုဟေတုတံပြုတ်တကာနံဓမ္မာနံတံသမုဋ္ဌာနာနိသရူပနာအဲ့ဒါလေးကပုစုတစ်ခုဟေတုပစ္စေနဆိုတာပုစုတစ်ခုပုဂ္ဂလေးတစ်ခုပစ္စယောနောက်ဆုံးကနိဂုံးကအဲ့ဒီမှာစကားရပ်ကိုခွဲကြည့်လိုက်မယ်ဆိုရင်ဟေတုလို့ nominative case လို့ခေါ်တာပေါ့ပထမန္တ nominative case နဲ့ပြလိုက်တယ်ဟေတုဒါကပစ္စည်းကိုဖော်ပြတယ်ဟေတုတံပြုတ်တကာနံဓမ္မာနံတံသမုဋ္ဌာနာနိသရူပနာလို့ဟောတံပရံပုံနဲ့ပြတာကဒီ genitive dative case လို့ခေါ်တယ် dative case နဲ့ပြတဲ့စကားလုံးကအကျိုးတရားကိုဖော်ပြတယ်ဟေတုပစ္စေနာလို့ဆိုတာပစ္စယတတ္တိကိုဖော်ပြတယ်အပိုင်း၃ပိုင်းရှိတယ်ကြည့်ပါစို့ပိုင်း၃ပိုင်းဒါပါဠိကိုရွတ်ဖတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ဒါစဉ်းစားလို့ရအောင်ကဲဟေတုလို့ဆိုတာမြန်မာဟေတုကိုအဓိပ္ပာယ်မပြန်တော့ဘူးဟိတ်လို့ပဲပြောလိုက်တယ်နော်ဟိတ်ဆိုတော့ဘာမှတော့မသိတော့ဘူးပေါ့စာပေဝေါဟာရတစ်ခုဖြစ်သွားတယ်ဟေတုဆိုတဲ့စကားလုံးကိုနောက်ကတုဖြုတ်ထားပြီးဟိတ်ပဲခေါ်လိုက်တယ်ပေါ့အခုတော့နောက်ကတီနဲ့တတ်ပြီးတော့ဟိတ်ဆိုတဲ့အတန်ပီအောင်ရေးတယ်ပေါ့မှန်စဖြစ်တုန်းကတော့ဟေတုဒီလိုပြောတဲ့သဘောပေါ့နော်နောက်ကတုကိုတကိုအတန်တဝက်ယူပြီးတော့ဟိတ်လို့ဒီလိုပြောလိုက်တဲ့စကားတစ်ခုနာထဆိုတဲ့စကားလုံးကိုနတ်လို့ပြောလိုက်တယ်လို့ပေါ့ဒါကအိန္ဒိယမှာလည်းဒီတိုင်းပဲထုံးစံအိန္ဒိယမှာဒီသူတို့အိန္ဒိယစကားနဲ့ဒီပါဠိစကားတွေကအများကြီးဆင်ဆင်တူတာတွေရှိတယ်ပေါ့ဥပမာပဲမဂရဆိုတဲ့ပုဂ္ဂိုလ်အိန္ဒိယသားတွေခေါ်ခိုင်းလို့ရှိရင်မဂတ်လို့ပဲခေါ်တယ်မဂထလို့ဓာတ်ကိုပြီးအောင်မဖတ်ဘူးမဂတ်ဒါမို့မဂရ University ကိုသူတို့ခေါ်ရင်မဂတ် University အဲ့လိုပဲပြောတယ်အဲ့ဒါမျိုးလိုပဲဟေတုကိုဟိတ်လို့ရှေ့ကအတန်လေးတင်ယူလိုက်ပြီးတော့နောက်ကတဝက်တန်လေးနဲ့ခေါ်ထားတာဒါဖြင့်ဟေတုဆိုတာဘာတော့ဆိုအဘိဓမ္မာကဟေတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့ဖော်ပြတဲ့တရား6မျိုးရှိပါတယ်တဲ့ဒါကိုမှတ်ထားဖို့6မျိုးကဘာတွေခေါ်တာတော့ဆိုရင်အလုံးသိနေကြတဲ့အတိုင်း
လောဘရဲ့ဒေါသရဲ့မောဟရဲ့အလောဘရဲ့အရောဓရဲ့အမောဟရဲ့ဟော6ခုဖြစ်သွားဟိုက negative နဲ့သွားတာလောဘဒေါသမောဟအဲ့ဒါကို negative ထည့်လိုက်တဲ့အခါအလောဘအရောဓအမောဟဒီစကားလုံးလေးတွေအဓိပ္ပာယ်ကိုယဉ်ကြည့်မယ်ဆိုရင်လောဘအလောဘဒေါသအဒေါသမောဟအမောဟအပြန်အလှန်သုံးပြုထားပုံကိုကြည့်ဒီနေရာမှာအရဲ့အဓိပ္ပာယ်ကမရှိဘူးဆိုတာလေးတွေဖော်ပြတာမဟုတ်ဘူးအရဲ့အဓိပ္ပာယ်ကပฏิပက္ခဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်ဆန့်ကျင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်အဲ့တော့ဆိုပါစို့လောဘဆိုတာလိုချင်တယ်အလောဘဆိုတာလောဘမရှိတာကိုပြောတာဒီလိုမဟုတ်ဘူးဒီအဓိပ္ပာယ်မဟုတ်ဘူးเนาะလောဘဆိုတာလိုချင်တဲ့သဘောအလောဘဆိုတာအဲ့ဒီလိုချင်တဲ့သဘောကိုဖယ်ရှားပြစ်နိုင်တဲ့သဘောမှာအလောဘဒါကြောင့်မို့လို့လောဘမရှိဘူးဆိုတာအိတ်နေတဲ့ချိန်လဲလောဘမရှိဘူးလေအဲ့ဒါအလောဘလို့ခေါ်လို့ရမလားမရဘူးစိတ်ဆိုးနေတဲ့ချိန်ရောလောဘရှိရလားမရှိဘူးအဲ့ဒီချိန်မှာအလောဘလို့ခေါ်လို့ရမရဘူးဒါကြောင့်မို့လို့လောဘကို craving လို့ပြန်မယ်အလောဘကြတော့ non craving လို့ပြန်မယ်ဆိုလို့ရှိရင်နည်းနည်းပေါ့သွားတယ် non craving ဆိုတာ craving မရှိဘူးဆိုတဲ့အဓိပ္ပာယ်သွားရောက်တယ်မရှိုံလေးတက်တက်ကိုပြောတာမဟုတ်ဘူးဒါကြောင့်မို့ anti craving ဆိုလို့ရှိရင် craving ကိုဖျက်ဆီးဖြစ်တယ်ပေါ့ဟောဒီအဓိပ္ပာယ်ထီအောင်စွမ်းရည်တတ်တရှိတယ်သူဒါကြောင့်မို့ပฏิပက္ခနဲ့ဟောလို့ထက္ကရာတွေကဖွင့်တာမိတ္တဆိုတာမိတ်ဆွေအမိတ္တဆိုတာမိတ်ဆွေမဟုတ်ဘူးမိတ်ဆွေမဟုတ်တဲ့လူကကိုယ်နဲ့မသိတဲ့လူတွေမိတ်ဆွေမဟုတ်တာတွေအများကြီးသို့သောအမိတ္တဆိုတာရန်သူကိုပြောတာမိတ်ဆွေမဟုတ်ရင်လည်းမဟုတ်ဘူးเนาะအဲ့ဒီစကားလုံးမှာရှိတာလို့ပဲလောဘဆိုတာလိုချင်တဲ့သဘောအလောဘဆိုတာလိုချင်တဲ့သဘောရဲ့ဆန့်ကျင်တဲ့သဘောလို့ဒီလိုဆိုလို့တယ်မလိုချင်ယုံတသက်ကိုပြောတာမဟုတ်ဘူးဒီလိုနားလည်ရမှာเนาะဒေါသဆိုတာလည်းထို့တူပဲအင်္ဂလိပ်လိုပြန်တော့ hatred လို့ပြန်တယ်မုန်းတီးခြင်းတစ်မျိုးတည်းတင်ဒေါသမဟုတ်ဘူး fear ကြောက်တာလည်းဒေါသပဲကြောက်တာလည်းဒေါသလို့ခေါ်တယ်မုန်းတာလည်းဒေါသပဲကြောက်တာလည်းဒေါသပဲဟောအဒေါသကြတော့အမုန်းမရှိုံတက်တက်ကိုအဒေါသခေါ်တာမဟုတ်ဘူးအကြောက်မရှိုံတက်တက်ကိုအဒေါသလို့ခေါ်တာမဟုတ်ဘူးအဲ့ဒီကြောက်ရွံ့ခြင်းမုန်းတီးခြင်းကိုဖယ်ဖြတ်နိုင်တဲ့သဘာဝတရားမှာအဒေါသတဲ့ဟောဒါကြောင့်မို့ anti hatred anti fearness ဟော anti ဆိုတဲ့စကားလုံးနဲ့သုံးလို့ရှိရင်ပို့ပြီးတော့အဓိပ္ပာယ်ရတယ်ထို့တူပဲမောဟဆိုတဲ့ delusion တွေ့ဝေတယ်ဘာမှမသိဘူးဆိုတာအမှားသိနေတာကိုပြောတာနော် तू မသိဘူးဆိုတာမဟုတ်ဘူးသိတယ်သိပေမဲ့ तू ကတလွဲသိတယ်မောဟရဲ့အဓိပ္ပာယ်ကအမှားကိုအမှန်ထင်နေတာတို့အမှန်ကိုအမှားထင်နေတာတို့အဲ့လိုတလွဲသိနေတယ်တွေ့ဝေတယ်လို့ခေါ်တယ်အမောဟကြတော့အဲ့ဒီတွေ့ဝေမှုကိုပယ်ဖြတ်နိုင်တဲ့ပညာတဲ့ဒါကြောင့်မို့လို့ तू က delusion anti delusion တာမန်လေးတွေ non delusion လို့ပြန်လို့ရှိရင်တွေ့ဝေမှုကင်းယုံလေးတွေပဲအမောဟလို့အဓိပ္ပာယ်ရောက်သွားတယ်တဲ့ဟောအဲ့ဒီအဓိပ္ပာယ်မရဘူးမဟုတ်ဘူးတဲ့ဆိုလိုတာမဟုတ်ဘူးအဲ့တော့ကဲဒီသဘာဝလေးတွေကိုရှေးဥစွာနားလည်ပြီးလောဘဆိုတာလဲကိုယ်နဲ့ယဉ်နှီးပြီးသားအလောဘဆိုတာလဲယဉ်နှီးပြီးသားဒေါသအဒေါသမောဟအမောဟအကောင်းတဲ့အဆိုးလေးတွေတွဲပြီးတော့ပြထားတယ်အဲ့ဒီ6ခုကိုဟိတ်6ပါးလို့စာပေမှာသုံးတာပေါ့အဲ့ဒီဟိတ်6ပါးသည်ဟောဒီဟေတုပစ္စည်းနဲ့ဆိုင်တဲ့အကြောင်းတရားပါပဲသူကနေပြီးတော့အကျိုးပြုလိုက်မယ်ဘာတွေကိုအကျိုးပြုလဲဆိုတာအဲ့ဒါကိုကြည့်ရကြည့်ဟေတုတံပြုတ်တကာနံဓမ္မနံအဲ့ဒီဟေတုဆိုတဲ့6မျိုးကိုစစ်စစ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လောဘသည်သူ့ဟာသူတခုတည်းမဖြစ်ဘူးသူကဘာနဲ့ဖြစ်တုံးဆိုလောဘမှုစိတ်နဲ့တွဲပြီးတော့ဖြစ်တယ်လောဘအခြေခံတဲ့စိတ်နဲ့တွဲဖြစ်တယ်လောဘဖြစ်ရင်အ ਨੇ ဆုံးစိတ်ကတစ်ခုစေတသိက်က18ခုစေတသိက်က16ခုအမြဲတမ်းအဲ့ဒါလောက်ရှိရ18ခုလောက်အ ਨੇ ဆုံးရှိပြီဒါစိတ်ရှင်စေတသိက်ရှင်ကိုတည်တည်ချာချာအဘိဓမ္မာသင်ထားလို့ရှင်ရတယ်နော်အဲ့ဒါကိုတော့အသေးစိတ်မပြောတော့ဘူး apply လုပ်တာမို့လောဘဖြစ်လိုက်တယ်ဆိုတာနဲ့တပြိုင်နက်လောဘရဲ့ဖြစ်ရာစိတ်တစ်ခုရအောင်သူနဲ့ဖြစ်ဖို့ဖြစ်ဖက်တွေက16ခုလောက်ရှိတယ်ဆိုလိုတာကuniversal
mental properties ဖတ်တာတို့ဝေဒနာတို့တင်ညာတို့စေရနာတို့ဧကကတာတို့ဇီဝိတ္တိန်တွေလို့ဆိုတဲ့ဒီသဘောတရားတွေပါညာတွေပါလာပြီးတော့ဝိတက်တို့ပါလာမယ်ဝိสารတို့ပါလာမယ်နော်ပီတိတို့ပါလာမယ်ဒီသဘာဝတရားတွေသူနဲ့တူတူရှင်ပြီးတော့ပါလာလိုက်မယ်ပြီးတော့မောဟတို့အဟိရိကတို့အနုတ္တပတို့ဆိုတဲ့သဘာဝတရားတွေပါလာမယ်ဒါအဘိဓမ္မာသင်ထားရင်တရားကိုနားလဲတယ်နော်အဲ့တော့ဆိုလိုတာကလောဘလေးဖြစ်လိုက်တာနဲ့တပြိုင်နက်သူနဲ့ရှင်ပေါ်ရှင်ဘက်တွေပါလာမယ်လို့ဒီလိုမှတ်တာသူတခုတည်းမဖြစ်ဘူးရေလို့ဆိုလိုက်တာနဲ့ H2O ဆိုတာသိရတယ်လို့ပဲလောဘလို့ပြောလိုက်တာနဲ့တပြိုင်နက်လောဘနဲ့ရှင်တဲ့စိတ်တွေသူနဲ့တွဲဖက်တာတဲ့စေတသိက်တွေပါလာမယ်ဆိုတာမှတ်ထားဖို့ခြုံငုံပြီးတော့ပြောမယ်ဆိုရင်လောဘနဲ့ဖြစ်တဲ့စိတ်ဒီလောမှုစိတ်၈ခုစေတသိက်က22ခုသူပါဝင်22ခုဟောလောမှုစိတ်၈ခုစေတသိက်22ခုသူဖယ်လိုက်လို့ရှိရင်21ခုအဲ့ဒါကိုဟေတုတံပယုတ်တကနာဒီနေရာလောဘတစ်ခုတည်းကိုယူရပြောမယ်ဆိုရင်ဟေတုတံပယုတ်တကနာလောဘဆိုတဲ့ဟိတ်နဲ့ရှင်တာလို့ဆိုလို့ဟိတ်6ပါးလုံးကိုယူရပြီးတော့ပြောမယ်ဆိုလို့ရှိရင်တာဟိတ်စိတ်82ခုရှိတယ်82ခုရှိတယ်အဲ့တော့ကဏ္ဍတွေတော့ဘုန်းကြီးကမပြောတော့ပါဘူးเนาะကဏ္ဍတွေပြောရင်ရှုပ်သွားမစိုးနော်ကဏ္ဍတွေပြောရင်ရှုပ်သွားမစိုးနော်ဆိုလိုတာကဟေတုတံပယုတ်တကနာဟိတ်နဲ့ရှင်တဲ့စိတ်ပေါင်း82ခုရှိတယ်အဘိဓမ္မာမှာစေတသိက်က52ခုရှိတယ်အကုန်လုံးအပြန်လန်းယူလိုက်တော့52ခုအဲ့ဒါဒီဟေတုတံပယုတ်တကနာလို့ခေါ်တယ်ဟိတ်နဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့တူရှင်တွဲပြီးတော့ဖြစ်လာဆိုလိုတာကလောဘဖြစ်လဲသူတစ်ခုတည်းမဖြစ်ဘူးဒေါသဖြစ်လဲသူတစ်ခုတည်းမဖြစ်ဘူးမောဟဖြစ်ရင်လဲသူတစ်ခုတည်းမဖြစ်ဘူးအလောဘအရောဓတို့အမောဟတို့ဖြစ်ရင်လဲသူတစ်ခုတည်းမဖြစ်ဘူးတဲ့ရှင်ပေါ်ရှင်ဘက်တွေနဲ့တွဲလာတာဘယ်တော့ဖြစ်ဖြစ် unity ပဲသူတို့ကတစ်ခုတည်းဆိုအလုံးမဖြစ်ဘူးပေါင်းစပ်လိုက်တော့မှအလုံးဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်အစုအဝေးကြီးပဲအကုန်နော်ရုပ်ပိုင်းဆိုင်ရာကြည့်လိုက်ရင်လည်းရုပ်၈ခုအစုအဝေးပဲအ ਨੇ ဆုံးပြောတာနာမ်ပိုင်းဆိုင်ရာကြည့်ရင်နာမ်၈ခုရဲ့အစုအဝေးပဲအ ਨੇ ဆုံးကိုပြောတာ၈ခုရှိရစိတ်တစ်ခုနဲ့စေတသိက်9ခု၈ခုရှိရဒီတည်းပိုးလာတာပဲရှိတယ်အေးလောဘလေးနဲ့ဒေါသလေးနဲ့မောဟလေးနဲ့အလောဘအရောဓအမောဟဆိုတဲ့ဒီဟိတ်6ပါးတွေကိုအကုန်လုံးခြုံငုံပြီးတော့ပြောလိုက်ပြီဆိုလို့ရှိရင်စိတ်ကတဟိတ်စိတ်ဧကတတ္တိတဲ့82ခုစေတသိက်52ခုအဲ့ဒါဒီဟိတ်နဲ့ရှင်သောတံပယုတ်တဓမ္မများဖြစ်ပါတယ်တဲ့အဲ့ဒီဟိတ်နဲ့ရှင်တဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ဒီစိတ်နဲ့စေတသိက်တွေကိုဟောဒီဟိတ်လို့အမည်ရတဲ့လောဘဒေါသမောဟအလောဘအရောဓအမောဟဆိုင်ရာတရားတွေကခိုင်မြဲနေအောင်သူတို့ဖန်တီးပေးထားတယ်ဒီလိုဆိုလို့လေဒါစိတ်ပိုင်းကိုပြောတာတခါရုပ်ပိုင်းဆိုင်ရာကိုကြည့်လိုက်တန်သမုဋ္ဌာနာနင်းစရူပနာနဲ့စိတ်ဖြစ်တာနဲ့တပြိုင်နက်ညာသောအပြင်စိတ်တွေအားလုံးလို့ဟိုမြင်သိစိတ်တို့ကြားသိစိတ်တို့ကလွဲရင်အရူပဘုံမှာဖြစ်တဲ့ဝိဘက်စိတ်တွေကလွဲရင်အလုံး14ခုကလွဲရင်ဉာဏ်နဲ့စိတ်တွေဟာဖြစ်လိုက်တာနဲ့တပြိုင်နက်ရုပ်ကိုထုတ်လုပ်ပြီးသားပဲသူတို့ကစိတ်တစားရုပ်ကိုသူတို့ကထုတ်လုပ်လိုက်တယ်သူဖြစ်လိုက်တာနဲ့ထုတ်လုပ်ပြီးသားဖြစ်တယ်ကြည့်လေမီးလေးတွေကလင်းလိုက်တာနဲ့တပြိုင်နက်အလင်းရောင်ကိုမထုတ်လုပ်ဘူးလားထုတ်လုပ်လိုက်တာပဲချက်ချင်းထုတ်လုပ်တယ်အဲ့ဒါမျိုးလိုပဲကိုယ်တဏ္ဍာမှာစိတ်ကလေးတစ်စိတ်ဖြစ်လိုက်တာနဲ့အဲ့ဒီစိတ်ကလေးဒီရုပ်ကိုထုတ်လုပ်ပြီးသားဖြစ်နေပြီအဲ့ဒါကိုစိတ်တစားရုပ်လို့ခေါ်တယ်ဒီလောဘနဲ့ဒီဟိတ်နဲ့ရှင်တဲ့သဘာဝတရားတွေဖြစ်လိုက်တာနဲ့တပြိုင်နက်သူတို့ကရုပ်ကိုလည်းထုတ်လုပ်တယ်အဲ့ဒီထုတ်လုပ်တဲ့ရုပ်တွေကိုဒီနေရာမှာတန်သမုဋ္ဌာနာနင်းစရူပနာတန်သမုဋ္ဌာနာဆိုတာထိုဟိတ်နဲ့ရှင်တဲ့စိတ်စေတသိက်တရားတွေကထုတ်လုပ်လိုက်တဲ့ရူပနင်းစရုပ်တို့အားလေလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒီဆိုလိုတာကဟိတ်ဆိုတဲ့စေတသိက်တရားသည်သူနဲ့ရှင်တဲ့စိတ်စေတသိက်တွေရဲ့သူတို့ကပေါင်းပြီးတော့ထုတ်လုပ်လိုက်တဲ့ရုပ်တရားတွေရဲ့အဲ့ဓာတွေကိုတဲ့ဟေတုတတ္တိနဲ့ခြေစုပြုပါတယ်ခြေစုပြုတာနော်လောကမှာလည်းလူတွေပြောတာမဟုတ်လားကျွန်တော်ဒါလေးခြေစုပြုပါဆိုဘာလုပ်တာတော့ဆိုသူကိစ္စလေးပြောပေးတယ်ဆောင်ရွက်ပေးတယ်လုပ်ပေးတယ်
ကျေးဇူးပြုဖို့ပြုနည်းမတူဘူးမော်လားကျေးဇူးပြုလိုက်ပါဆိုပြောပေးတာရှိရတယ်သူပစ္စည်းလေးတည်ပေးသွားတာရှိရတယ်တခုခုလုပ်ပုံလုပ်နည်းလေးတွေกว่าပေါ့အဲ့ဒါမျိုးလိုပဲဟိတ်6ပါးကနေပြီးတော့ဉာဏ်နဲ့ဟိတ်နဲ့ရှင်တဲ့စိတ်စေတသိက်တွေရဲ့သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်တွေကိုကျေးဇူးပြုပေးတယ်လို့ဆိုတာဟိတုတ္တိနဲ့ကျေးဇူးပြုတယ်ဆိုတာဘာကိုပြောတာတော့လို့ဆိုလို့ရှိရင်အဲ့ဒီသဘာဝဟိတ်တရားတွေရှိနေသေးသမျှဟောဒီအကျိုးတရားတွေဟာဆက်လက်ရှင်သန်နေတယ်လို့ဒီလိုပြောတာဟိတုတွေရဲ့စွမ်းရည်တတ္တိဆိုတာဘာကိုပြောတာတော့ဆိုရင်ဥပမာမဲ့တစ်ပင်မှာအမြင့်ရှိနေသေးသမျှကာလပတ်လုံးအဲ့ဒီအမြင့်ကိုအကြောင်းပြုပြီးတော့အရွက်တွေထွက်လာမယ်အကိုင်းတွေထွက်လာမယ်အပွင့်တွေထွက်မယ်အသီးတွေထွက်မယ် seasonally ပေါ့မဖြစ်ဘူးလားအမြင့်ရှင်သန်နေသေးသမျှကာလပတ်လုံးဟောဒီတစ်ပင်သည်အရွက်ထွက်ချိန်ကျထွက်လိမ့်မယ်အကိုင်းတွေပွားစီးလာတဲ့အချိန်အကိုင်းပွားစီးလာလိမ့်မယ်အပွင့်ချိန်ကျတော့ပွင့်လိမ့်မယ်အသီးချိန်ကျတော့သီးလိမ့်မယ်အကယ်၍အဲ့ဓာတွေတစ်ခုမှဆက်ပြီးတော့မဖြစ်အောင်ဆိုရင်ဘာလုပ်အောင်အဲ့ဒီအမြင့်ကိုဖြတ်တာအဲ့ဒီအမြင့်ဖြတ်လိုက်တာနဲ့တပြိုင်နက်ကျန်တဲ့ဒီအကိုင်းအခက်တွေအပွင့်တွေအသီးတွေဆိုတာမလာတော့အဲ့ဒါမျိုးလိုပဲလောဘဒေါသမောဟဆိုတဲ့ဒီသဘာဝတရားတွေအလောဘအရောဓအမောဟဆိုတဲ့သဘာဝတရားတွေရှိနေသေးသမျှဆိုင်ရာအကြောင်းတရားတွေဟာဆိုင်ရာအကျိုးတရားတွေဟာဆက်လက်ပြီးတော့ရှင်သန်နေမှာပဲလို့ဒါပြောတာเนาะကဲ apply လုပ်ကြည့်အောင်လောဘဖြစ်တယ်ဆိုပါစို့လောဘဖြစ်တယ်ပစ္စည်းလေးတစ်ခုကိုလိုချင်တဲ့လောဘစိတ်လေးဖြစ်လာအဲ့ဒီလောဘဆိုတဲ့သဘောလေးပေါ်လာကြတဲ့ကသူဘာတွေတွေးနေလဲစဉ်းစားကြည့်လိုချင်တဲ့စိတ်နဲ့ပဲတွေးမနေဘူးလားအဲ့ဒီလိုချင်တဲ့အတွေးတွေဆိုတာလောဘနဲ့ရှင်းနေတဲ့စိတ်တွေဖြစ်နေတာပဲလေလိုချင်တဲ့အတွေးတွေသူပြောရှိနေတယ်ဟုတ်ကဲ့လားလောဘလေးရှိနေသမျှလိုချင်တဲ့အတွေးတွေတွေးနေလိမ့်မယ်ပြီးတော့စကားပြောလိုက်တာနဲ့တပြိုင်နက်သူလိုချင်ကြောင်းမှပြောလိုက်သူပါဇက်ကပြောတယ်အဲ့ဒါပြောလိုက်တဲ့အတန်ဒီစိတ်ဓာတ်ဖုံး mind form matter ပဲပြောလိုက်တဲ့အတန်လေးကဘာကြောင့်ထွက်လာတော့ဆိုရင်ဟောဒီလိုချင်တဲ့စိတ်ကနေထုတ်လုပ်လိုက်တာအဲ့ဒီအတန်လေးအဲ့ဒီအတန်လေးလည်းပဲသူကဆက်လက်ပြီးတော့ရှိနေမှာသူလိုချင်တဲ့စိတ်မကုံသေးသမျှလိုချင်ကြောင်းသူပြောလိုက်မယ်ကြုံတိုင်းအဲ့ဒါကယုတ်တရားကိုထိမ့်သိမ့်ဖြစ်နေဖို့ကဲသူလှုပ်ရှားတာသွားလာတာတွေကရောဒီလိုချင်မှုနဲ့ပတ်သက်တာမဖြစ်ပေဘူးလားဖြစ်တယ်ဟောလောဘလေးရှိနေသမျှလောဘနဲ့ပတ်သက်တဲ့အတွေးလေးတွေသူရှိနေမယ်ဒါစိတ်ပိုင်းဆိုင်ရာလောဘနဲ့အတွေးရှိသလိုလောဘနဲ့ပတ်သက်တဲ့အပြောလေးတွေပြောနေလိမ့်မယ်လောဘကိုအခြေပြုပြီးတော့သွားလာလောက်ကင်လှုပ်ရှားနေလိမ့်မယ်တဲ့ဟောဒါယုတ်တရားတွေဖြစ်နေဖို့ပြောဆိုနေတာရဲ့သွားလာလောက်ကင်နေတာယုတ်တရားတွေဖြစ်နေတာဟုတ်ကဲ့လားကဲလိုချင်တဲ့စိတ်ခုန်သွားပြီလောဘမရှိတော့ဘူးဆိုကြတဲ့က तू အဲ့ဒီအတွေးလည်းမတွေးတော့ဘူးအဲ့ဒီအပြောလည်းမပြောတော့ဘူးအဲ့ဒီအလုပ်လည်းမလုပ်တော့ဒီလိုဆိုလို့လေနော်ကဲထို့တူပဲဒေါသဆိုရင်ဘယ်လောက်ထင်ရှားတယ်လူတွေမှာစိတ်ဆိုးနေတဲ့အချိန်ကြည့်စိတ်ဆိုးနေလို့ရှိရင်ကြည့်တွေးနေဘာတွေတွေးမချေတတ်တာတွေပဲတွေးနေဒေါသဖြစ်เสียတွေတွေးနေအဲ့ဒါဘယ်သူကနေပြီးတော့ဒီအတွေးကိုဆက်လက်ရှင်သန်စေတာတော့ဆိုရင်ဒေါသဆိုတဲ့ဟိတ်တရားကနေပြီးတော့ဟေတုတ္တိနဲ့ခြေစုပြုနေလို့ဖြစ်တာဟေတုတ္တိနဲ့သူကဆက်ဖို့လို့ဘယ်လိုဆက်ဖို့လုပ်တာတော့ဆိုရင်ကြည့်အမြင့်ကနေပြီးတော့မြေစီရေစီကိုစုပ်ပြီးတော့တင်ပေးနေသည့်အတွက်ကြောင့်ဒီသစ်ပင်ကြီးကအသီးတွေအရွက်တွေအပွင့်တွေရှင်သန်နေတာလေအဲ့ဒါလိုပဲဟောဒီလောဘဟာဒေါသဟာအမြင့်ပဲအဲ့ဒီအမြင့်ရှိနေသေးတယ်များသူကမကျင်တတ်တဲ့အတွေးတွေတွေးနေမယ်အဲ့ဒါမကျင်တတ်တဲ့စိတ်တွေပေါ်တာဒါတန်တံပြုတ်တကနိစ္စဓမ္မဟေတုတံပြုတ်တကနိစ္စဓမ္မနာမယ်အဲ့ဒီမကျင်တတ်တဲ့အတွေးပြောရုံနဲ့မကဘူးသူတယောက်တည်းဆိုရင်တက်ခောက်ဖြစ်နေမယ်ဟောအဲ့ဒီတက်ခောက်ဆိုတဲ့အတန်ဟာဒါစိတ်တစားရုပ်ပဲနော်အဲ့ဒီအတန်ကိုဘယ်သူကထုတ်လုပ်တာတော့မကျေနပ်တဲ့ဒေါသကနေပြီးတော့ဒီစိတ်တွေကထုတ်လုပ်လိုက်တာဟုတ်ကဲ့လားဟောမကျေနပ်တဲ့အတွေးလဲတွေးမယ်မကျေနပ်တဲ့အပြောတွေလဲပြောလိုက်မယ်အတန်ပလန်တွေလဲပေးလိုက်မယ်ဟောနောက်ဆုံးကြတော့သူမကျေနပ်တဲ့အလုပ်ဒေါသရှိနေပြီဆိုရင်သူကလေခြေတော့ပြင်မဲ့ဆောင်းအောင်နင်းသွားတာပဲ
တကားပေမဲ့ဆောင်းပိတ်ချင်ပိတ်တာပစ္စည်းပေမဲ့တာမန်ချတာမဟုတ်ဘူးလွတ်ချလိုက်တာဟုတ်ကဲ့လားဒေါသဖြစ်လာကြတဲ့အမူအရာတစ်ခုကကြမ်းတမ်းနေစိတ်ပြေသွားရင်တော့အဲ့ဒါလို့မဟုတ်တော့ဘူးစိတ်ပြေသွားတာနဲ့တပြိုင်နက်ကျေနပ်တဲ့အတွေးတွေတွေးနိုင်ငံခြားလူတွေတခါတလေအတော်ရည်စရာကောင်းတယ်နော်စိတ်ဆိုးနေတဲ့အချိန်မှာဆိုလို့ရှိရင်အိုးတယောက်နဲ့တယောက်ရိုက်ကြတော့မလို့နှက်ကြတော့မလို့စိတ်လေးလည်းပြေသွားရောဆွီတီးတဲ့ဟန်နီးတဲ့ဖြစ်ကုန်အဲ့လိုတွေဖြစ်သွားတာအရင်တော့ကတော့ဆွီတီတို့ဟန်နီတို့မဖြစ်ဘူး bloody hell လောက်တယ်အဲ့ဒီလိုတွေဆဲမလားရိုက်မလားနှက်မလားဟောဒေါသလေးလည်းခြေသွားရော I'm so sorry လောက်လာနော် I apologize မင်း so sorry ဖြစ်ကုန်ညာကြည့်ဒေါသကရှိနေရင်ခုနက apologize မလုပ်သေးဘူးသူဒီလိုဖြစ်တာအဲ့ဒါကိုမြတ်စွာဘုရားဟေတုတ္တိလို့ပြောတာဟေတုတ္တိလို့ပြောတာဟေတုပစ္စည်းဆိုတာဒါပြောတာကဲအဲ့ဒါဆိုရင်အန္တရာယ်ကင်းဖို့ရပါလားဒီထဲမှာအန္တရာယ်ကင်းတယ်ဆိုတော့ခုနတနည်းပဲဖြစ်နိုင်တယ်ဟုတ်ကဲ့လားအဲ့တော့အရေးကြီးတာကတော့ကိုယ့်အကူဟာငါမကျင်တတ်တဲ့အတွေးတွေဘာလို့တွေးနေတာဩဒီဒေါသကြောင့်ပဲငါဒီဒေါသဖယ်မှဖြစ်မယ်ဆိုတော့အတွေးတွေးရမှာငါဘာလို့မကျင်တတ်တဲ့အတွေးတွေတွေးနေငါဘာလို့တယောက်တည်းတက်ခေါက်နေလဲတက်ခေါက်နေလဲငါဘာလို့ကြမ်းကြမ်းထမ်းထမ်းနေလုံနေလဲဆိုလို့ရှိရင်ဩငါထဲမှာဒေါသရှိနေတာဒီဒေါသလေးကိုဖြောက်လိုက်တာနဲ့တပြိုင်နက်ခုနဟာဒီမလာတော့အကုန်လုံးသွားပြောလဲယဉ်ကျေးသွားပြီသွားလာတာလဲညင်သာသွားပြီဒေါသမရှိလို့ရှိရင်ခုန45လောက်တာမရှိတော့ဟုတ်ကဲ့လားအဲ့ဒီသဘောကိုပြောတာဒါဟေတုပစ္စည်းပဲအဲ့တော့အစားဝင်လာတာလေလောဘငြိမ့်သွားတဲ့အခါဒေါသလေးငြိမ့်သွားတယ်ဆိုတာသူကသူအလိုလျောက်ငြိမ့်တာမဟုတ်ဘူးဘာဝင်လာတာငြိမ့်တာတော့ဆိုရင်အဒေါသကနေငြိမ့်ပေးလိုက်တာတဝုပေါ်မှာသူနားလဲသွားပြီးတော့ဟောအကျိုးလိုလားတဲ့စိတ်ကလေးဝင်လာတယ်ငါလုံးမိတာမှားတယ်အဲ့ကြတော့ဖြစ်သွားငါပြောမိတာတွေလွန်သွားပလားဟောစဉ်းစားလာဟုတ်ကဲ့အဒေါသလေးဝင်လာရင်အဲ့လိုစဉ်းစားဒေါသဝင်နေတော့ကတော့အိုးနဲတော်နေသေးတယ်ပြောမယ်သူဆဲမယ်အာရပါရပြောမယ်အဲ့ဒီဒေါသလေးလည်းပျောက်သွားပြီးတော့အဒေါသသဘောလေးမေတ္တာသဘောလေးလည်းဝင်လာလိုက်ရောခုနဖြစ်သွားပြန်ရောဟောဒေါသပျောက်သွားတော့ဘသူရောက်လာအဒေါသပျောက်ရောက်လာပြန်တာပဲနော်လောဘပျောက်သွားပြန်လို့ရှင်လဲခုနအာလောဘရောက်လာပြန်အာလောဘရောက်လာတဲ့အခါကျဘာဖြစ်တော့လှူရမယ်တန်းရမယ်ဘသူအကူကြီးပေးရမလဲဆိုတဲ့အတွေးတွေတွေးလာတယ်ကိုယ်ပစ္စည်းကိုဆုံးလွတ်ခြင်းနဲ့ကျွေးခြင်းနဲ့မွေးခြင်းနဲ့ဆိုဟောတို့အတွေးတွေတွေးလာတယ်သူကဒီအတွေးမျိုးတွေတွေးလာတယ်ပြောလာတယ်ဆိုးလာတယ်လောက်ကင်လာတယ်ဟောအာလောဘဝင်လာလို့ရှင်တည်းလောဘဝင်လာရင်အဲ့ဒီအတွေးတွေအကုန်ပြောက်ကုန်ပြန်ရောထို့တူပဲမောဟဝင်လာရင်ဘယ်လိုဖြစ်မောဟဝင်လာလို့ရှင်တန်တရားတွေဖြစ်လာဟိုပဋ္ဌာန်းဆိုဘုရားဟောတာဟုတ်ကဲ့လားဘယ်သူပြောနိုင်မှာလဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ပဋ္ဌာန်းဟောတာရောဟုတ်လားဒါရွတ်နေလို့ရောကုသိုလ်ရတာဟုတ်ကဲ့လားဟောအတွေးတွေဝင်လာပြီးတန်တရားတွေဖြစ်လာဒါမောဟဝင်လာစိတ်တွေကမတည်ငြိမ်ဘူးလွင်ပါလာတယ်ဟောမောဟမှုစိတ်တွေဖြစ်လာဟောမောဟရှိနေရင်အဲ့ဒီအတွေးတွေဝင်နေမှာပဲဒါကမောဟကနေပြီးတော့ကြည့်သူကနေပြီးတော့ထုတ်လုပ်နေတာနော်မောဟကထုတ်လုပ်နေသည့်အတွက်ကြောင့်တန်တရားတွေဝင်လာတယ်ဟိုမငြိမ်သက်တဲ့အတွေးတွေတွေးလာတယ်မယုံကြည်တဲ့အတွေးတွေဝင်လာတယ်ဟောမောဟကနေပြီးအဲ့ဒါလို့မဟုတ်ဘဲနဲ့သေးသေးချာချာအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားတတ်လာလို့ဉာဏ်ရလာပြီဆိုကြတဲ့ခုနဟောတန်တရားဆိုတဲ့အတွေးတွေမလာတော့ဘူးကုန်းတန်တရားဆိုတဲ့အတွေးတွေမလာတော့ဘူးစိတ်ပြန့်လွဲ့နေတာမရှိတော့ဘူးအမောဟဆိုတဲ့အဉာဏ်ရလာတဲ့အခါကျတော့ဒါတွေပျောက်သွားပြန်အဲ့ဒါကိုပြောလို့တာဟေတုပစ္စည်းဆိုတာဒီအဓိပ္ပာယ်ကိုဆိုလိုပါတယ်လောဘတွေဒေါသတွေမောဟတွေဆိုတဲ့ဒီအကြောင်းတရားတွေဟိတ်တရားတွေမိမိတို့တဏ္ဍာမှာရှိနေသေးတယ်များအတွေးတွေလည်းဆက်ပြီးတော့ဖြစ်နေမယ်ပြောမှုဆိုမှုတွေလောက်ကိုက်မှုတွေလည်းဆက်ပြီးတော့ဖြစ်နေမယ်ဒါကိုဘယ်သူကနေပြီးတော့ဖြစ်ပေါ်စေတာတော့ဆိုရင်လောဘဒေါသမောဟဆိုတဲ့ဒီဟိတ်တရားတွေကနေပြီးဒီဆိုင်ရာအကျိုးတရားတွေကိုရှင်သန်နေအောင်ဆက်လက်ဖြစ်နေအောင်လုပ်ပေးထားတာလို့ဒါကိုဟေတုတ္တိလို့ခေါ်ပါတယ်အဲ့ဒါကိုမြတ်စွာဘုရားကဟောတာနော်ဟ
ဟေတုတံပြုတကနံဓမ္မနံတံသမုဋ္ဌာနာနိသရူပနံဟေတုပစ္စယေနပစ္စယောဟေတုလောဘဒေါသမောဟလောဘဒေါသအမောဟလို့ဆိုရဲဟိတ်6ပါးတရားတို့သည်ဟေတုတံပြုတကနံထိုဟိတ်6ပါးနှင့်ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်စေတသိက်တရားတို့အား၎င်းတံသမုဋ္ဌာနံထိုဟိတ်နှင့်ရှင်တဲ့စိတ်တရားတို့ရဲ့စိတ်တရားတို့အကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ရူပနဲ့စာယုတ်တရားတို့အား၎င်းဟေတုပစ္စယေနာဟေတုတတ္တိဖြင့်ပစ္စယောဥပကာရကောကျေစုပြုတတ်သည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့၏ဣတိဤသို့ဘဂဝါရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း